မင်္ဂလာပါကျမနာမည်ကမက်ကီတီဝင်းပါကျမကမြန်မာလူမျိုးပါမြန်မာနိုင်ငံကလာပါတယ်မြန်မာပြည်ရန်ကုန်ကပါကျမရဲ့အသက်က46နှစ်ရှိပါပြီကျမမှာအမေနဲ့အမနဲ့ရှိပါသေးတယ်ကျမရဲ့အမေနဲ့အမကမြန်မာပြည်မှာနေပါတယ်အမေကတော့အခုဘာမှမလုပ်တော့ပါဘူးကျမရဲ့အမေနဲ့အမကျမကိုမိခိုပြီးနေပါတယ်ကျမစင်ကာပူဘာကြောင့်လာပြီးလှုပ်လို့ရလဲဆိုတော့ကျမသူနာပြုအလုပ်ကိုဝါသနာပါပါတယ်အရင်ကလည်းစင်ကာပူမှာနှစ်တော်တော်များများလုပ်ခဲ့ပူပါတယ်ကျွန်မနတ်စင်ဟုံးမှာလည်းလုပ်ခဲ့ပူပါတယ်ဆေးရုံမှာလည်းလုပ်ခဲ့ပူပါတယ်အပြင် private သူနာပြုအနေနဲ့လည်းပြန်လာခဲ့ပူပြီးတော့လုပ်ခဲ့ပူပါတယ်အဲ့ဒါကြောင့်မလို့ကျွန်မဒီ ethic global ရဲ့သူနာပြုအနေနဲ့ခေါ်တဲ့အခါမှာကျွန်မဒီ company မှာလာပြီးတော့ join လုပ်ရခြင်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ပေးတဲ့လစာကလည်းကောင်းနေရှင်နောက်ပြီးတော့ဗမာပြည်ဒီစင်ကာပူနိုင်ငံသားတွေကလည်းရင်ကျေးကြပါတယ်ကျင်နာကြပါတယ်ဖော်ယူကြပါတယ်အဲ့လိုမျိုးပေါ့နော်မိသားစုစိတ်ဓာတ်ရှိကြပါတယ်အဲ့ဒါကြောင့်ပြီးတော့ကျမတို့အတွက်လည်း safe ဖြစ်ပါတယ်အလုပ်လုပ်ကိုင်ရတာကိုအဲ့ဒါကြောင့်မလို့ကျမဒီမှာလာပြီးတော့လုပ်ကိုင်ရခြင်းဖြစ်ပါတယ်လက်စာအနေနဲ့လည်းကျမတို့ဗမာငွေနဲ့ဆိုင်အများကြီးရတဲ့ချင်းအဲ့ဒါကြောင့်မလို့လာရောက်ပြီးလုပ်ကိုင်ရခြင်းဖြစ်ပါတယ်ကျမ ethic global company နဲ့ကဲကဲပါ specialize 28အနေနဲ့လာပါတယ်ကျမရဲ့လူနာက68နှစ်ရှိပြီဖြစ်တဲ့တရုတ်အမျိုးသမီးတူပါသူက cancer patient မှာအစာရင်ကင်ဆာပါရှင်သူအခု2014ခုနှစ်လပိုင်းလောက်ကမှသူ့ရဲ့ယောဂကိုသူသိရပါတယ်အခုအဲ့ဒါကျမသူအဲ့ဒီလူနာကိုစောင့်ရှောက်ရပါတယ်သူကအစာမစားနိုင်ပါဘူးသူကိုနေတိုင်းပဲကျမနော်နှုတ်တိုက်တယ်သူရဲ့ nutrition အတွက်ကိုအစားအစာအတွက်ကိုကျမချက်ပြုတ်ပြီးတော့ကျွေးရပါတယ်စုပြုတ်တို့လိုမျိုးဆန်ပြုတ်တို့လိုမျိုးကိုသူစားနိုင်မဲ့အနေအထားတိအောင်ကျမချက်ပြုတ်ပြီးတော့ကျွေးပါတယ်သူအတွက် exercise လေ့ကျင့်ခန်းမျိုးလည်းလုပ်ပေးရပါတယ်သူရဲ့တကူကြီးတန်ရှင်းမှုလည်းကျမလုပ်ပေးရပါတယ်ကျမရဲ့လူနာကို6လပဲကြည့်လိုက်ရပါတယ်သူရဲ့ကင်ဆာကနောက်ဆုံးအခြေအနေကိုရောက်နေတဲ့အခြေအနေမျိုးပါကျမသူ့ကိုကောင်းဆောင်ရှောက်ပါတယ်သူ့ရဲ့မိသားစုနဲ့သူကိုယ်၌ကလည်းကျမကိုအရန်ကျေးဇူးတင်ပါတယ်ကျမနောက်ဆုံးအချိန်ထိသူနဲ့နေလိုက်ရပါတယ်ethic global company ကကျမတို့လိုမျိုးသူနာပြုဝါသနာပါတဲ့သူတွေအတွက်ကိုအများကြီးအကျိုးရှိပါတယ်ဘာဖြစ်လို့ဆိုတော့ကျမတို့အနေနဲ့ဘာ agency fees မှလည်းပေးစရာမလိုပါဘူးမြန်မာပြည်ကလာခြင်းနဲ့ဆိုလို့ရှိလို့ရှင်အဲ့လိုမျိုးပြီးတော့ကျမတို့ကိုဘယ်လိုပြောမလဲနှစ်စဉ်ပေါ့နော်ခွင့်ဆိုတာမျိုးတွေခန်းစားခွင့်ရှိပါတယ်နောက်ပြီးတော့တခြားအမိတ်တွေလိုမျိုးဒီရောမရှိတာမျိုးတွေမရှိပါဘူး Sunday တိုင်းမှာနားရက်တည်းဆိုတာမျိုးကိုခန်းစားခွင့်ပေးပါတယ်နောက်ပြီးတော့အဲ့လိုမျိုးပေါ့နော်အေးချင်းခါဆိုတာလုံးဝပေးစရာမလိုတဲ့အတွက်ကျမတို့အတွက်အများကြီးအဆင်ပြေပါတယ်နောက်ပြီးတော့ဘလို့ကျမတို့တကယ်လို့ဒါဒီမှာအလုံးလုံးနေတဲ့အချိန်အတွင်းမှာလူနာကတခုခုစုံမသားတွေပဲဖြစ်စေဒီလူနာကိုကျမတို့ကမကြည့်နိုင်တော့ဒီပဲဖြစ်စေသူတို့အနေနဲ့အများကြီးအကူအညီပေးပါတယ် transfer ပေးပါတယ်အဲ့လိုမျိုးတွေပေါ့နော်အခွင့်အရေးတွေရှိပါတယ်ရှင်